สวัสดีครับမင်္ဂလာပါဆရာခုသင်ကြားပေးမဲ့ထိုင်းစာသင်ခန်းစာတော့လေတံပြီးကိုလုံးရဲ့အတန်ရှည်တရရဲ့ဝဏ္ဏယုရဲ့ပေါင်းစပ်ခြင်းအပိုင်းကိုသင်ကြားပေးမှာဖြစ်ပါတယ်เนาะအခုအပိုင်းမှာဆရာသင်ပေးမဲ့တရတော့စရအောစရအောဆိုတာအတန်ရှည်တရဖြစ်တယ်เนาะအဲ့တော့ဒီအပိုင်းလေးမှာဆရာနဲ့အတူလေ့လာကြရအောင်เนาะกอกอกออกอไม้เอกกอกออกอไม้ถูกกออกอไม้ตรีกอกออกอไม้จัตวากอ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 ไม้เอกกอกอไม้ถูกกอกอไม้ตรีกอกอไม้จัตวากกกกกกจอจจอจไม้เอกจอจไม้ถูกจอจไม้ตรีจอจไม้จัตวาจอ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 จจอจไม้เอกจอจไม้ถูกจอจไม้ตรีจอจไม้จัตวาจอ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 ดอ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 ไม้เอกดอดอไม้ถูกดอดอไม้ตรีดอดอไม้จัตวาดอ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 ไม้เอกดอดอไม้ถูกดอดอไม้ตรีดอดอไม้จัตวาดอ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 ไม้เอกดอดอไม้ถูกดอดอไม้ตรีดอดอไม้จัตวาดอ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 ตอตตไม้เอกตอไม้ถูกตอไม้ตรีตอไม้จัตวาตอ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 ไม้เอกตอไม้ถูกตอไม้ตรีตอไม้จัตวาตอ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 บอบอบไม้เอกบไม้ถูกบไม้ตรีบไม้จัตวาบบไม้เอกไม้ถูกไม้ตรีไม้จัตวาบปไม้เอกปไม้ถูก
ปออปอไม้ตรีปอปออปอไม้จัตวาปอ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 อปอปออปอไม้เอ็ดปอปออปอไม้ถูปอปออปอไม้ตรีปอปออปอไม้จัตวาปอ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 ออออออไม้เอ็ดออออไม้ถูอ้อออไม้ตรีอออไม้จัตวาอ๋ออออออ๋อออออไม้เอ็ดออไม้ถูอ้ออไม้ตรีอ๋อไม้จัตวาอ๋ออออ้ออ๋ออ๋อ အခုဆရာဖတ်ပြလိုက်တဲ့သင်ခန်းစာတွေကကြတော့အလဲတန်ပြီးရဲ့အတန်ရှည်တရအစာရအော်ရဲ့ဝဏယုရဲ့ပေါင်းဆက်ခြင်းအပိုင်းကိုသင်ပေးတာဖြစ်ပါတယ်เนาะဆရာဒီဝဏယုအတန်အလဲပိုင်းအတန်ကိုဘာကြောင့်အရင်သင်ပေးလဲဆိုတော့ဝဏယုအတန်ကအလဲတန်ပြီးကဝဏယုအတန်၅တန်လုံးရပြီးတော့ဝဏယုတေတာလည်း၄တန်စလုံးကိုပေါင်းလို့ရတဲ့ဖြစ်ကြောင့်မို့ဒီအလဲတန်ပြီးဝဏယုအတန်ကို၅လုံးရတယ်ဆိုရင်နောက်ထပ်အမြင့်တန်မဲ့ဖြစ်အနိမ့်တန်မဲ့ဖြစ်ပေါ့နော်လေးလာတဲ့အခါကျရင်ပို့ပြီးတော့လွယ်ကူသွားမှာဖြစ်တဲ့ကြောင့်မို့ဒီအလဲတန်ပြီးကိုအရင်ဆုံးသင်ပေးတာဖြစ်ပါတယ်เนาะဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲသင်တဲ့အတိုင်းအားလုံးမင်္ဂလာပါစวัสดีครับမင်္ဂလာပါ